Mobile Legends နဲ့မှာပတ်စစ်3ခုတောင်ရှိရဲ့ hero တစ်ကောင်ရှိပါတယ်။ဘာကြောင့်ပတ်စစ်တွေကိုအဓိကထားပြီးပြောနေလဲဆိုတော့ဟိုနေ့တုန်းကပတ်စစ်ဗီဒီယိုတွေလုပ်တော့က Facebook ကော YouTube မှာထပ်ပြီးတော့တောင်းဆိုကြလို့ဒီနေ့မှာတော့ထူးထူးခြားပဲပတ်စစ်တစ်ခုတည်းတော့မဟုတ်ပတ်စစ်3ခုတောင်ရှိတဲ့ hero တစ်ကောင်ဖြစ်တဲ့ Hater ကြောင့်ပြောပြပါမယ်။ပထမဆုံးဒီဗီဒီယိုလေးကိုစောင့်မကြည့်ခင်မှာကျွန်တော်ဗီဒီယိုလေးကို like and share လေးလုပ်ပေးခဲ့ဖို့နဲ့ YouTube မှာကြည့်နေဆိုတဲ့ subscribe လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင် Hater ဆိုတဲ့ hero ကခြုံထဲဝင်သွေးတက်တာကိုဘယ်လိုသိပါတယ်ဒါပေမဲ့ခြုံထဲကိုအထားကျဝင်ဖို့လိုတက်တယ်ဆိုတာကျွန်တော်ဒီမှာပြောပြပေးသွားပါမယ်ပထမဆုံး Hater ကခြုံထဲကိုဝင်လို့ရှိရင်ပုံမှန်ကတော့သွေးရအမြဲတမ်းတစ်စက္ကန့်တစ်ခါလောက်တက်တယ်ဒါပေမဲ့အခုလက်ရှိ patch မှာပြောင်းသွားပြီးတဲ့ Hater ကခြုံထဲကိုအထားကျဝင်ထွက်တက်လို့ရှိရင်သွေးတက်တာပိုပြီးတော့မြန်တဲ့အနေထားမှာရှိပါတယ်အဲ့တော့ပတ်စစ်ကိုဒါမျိုးအထားကျသုံးခြင်းဖြင့် Hater ကအိမ်ပြန်စရာတော့မလိုဘဲနဲ့ခြုံထဲမှာပဲဝင်လိုက်ထွက်လိုက်လို့ရင်းနဲ့သွေးတက်တယ်ဆိုတော့ပတ်စစ်တစ်ခုရှိပါတယ်ကို movement speed မြန်သလို Hater ကိုသွေးတောင်အောင်လို့ဒါကောက်ကောက်လေးအသုံးချလို့ရပါတယ်နောက်ထပ်ပတ်စစ်တစ်ခုအနေနဲ့ Hater ကခြုံထဲဝင်လိုက်တဲ့အချိန်မှာပစိန်ကမီးတောက်သွားမှဖြစ်ပြီးအရင် scale 1ပုံစံမျိုးဖြစ်သွားပါမယ်ဒါမျိုးမီးတောက်ဖို့ဆိုလို့ရှိရင်အောက်မှာလဲနေတဲ့အတန်းလေးပြည့်ဖို့လိုပြီးတော့အဲ့ဒါပြည့်တာနဲ့ခြုံထဲဝင်ပစိန်မီးတောက်တာနဲ့ enemy ကိုတွားထုလိုက်ရုံပါပဲသွေးထားကြတက်စီမဲ့ပတ်စစ်ရဲ့ခြုံထဲကိုဝင်ပြီးတော့ enemy ကို enhance ဖြစ်တဲ့ပတ်စစ်ကြီးနဲ့ထူတဲ့ပတ်စစ်ရဲ့နောက်တစ်ခုကတော့ enemy ကိုထူတိုင်းမှာအပေါ်မှာအမှတ်ကလေးပေါ်လာမှာဖြစ်ပါတယ်အဲစတက်က6မှတ်ထိရှိပြီးတော့ဒီအမှတ်များလေ enemy ကပိုနာလေဖြစ်ပါတယ်အဲ့တော့ Hater ဆော့မယ်ဆိုလို့ရှိရင်ပလိန် ultimate ထောင်းတာတွေမဟုတ်ဘဲနဲ့ဒါမျိုးအမှတ်ပေါ်ပြီးတော့ထောင်းတာမှာပဲပို့ပြီးတော့ Hater အသုံးဝင်မှာလည်းဖြစ်ပါတယ်ဒါဆိုရင်တော့ Hater ရဲ့ပတ်စစ်3ခုအကြောင်းတီးပြီးသွားပြီဆိုလို့ရှိရင် Hater ကိုအင်္ဂိမ်းထဲမှာတယောက်ကောင်းဖြောင်းလို့ဘယ်လိုမျိုးဆော့ကြမလဲအခုပြောမဲ့ဟာတွေက solo run သမားတွေအတွက်ဖြစ်လို့ပုံမှန်ဆိုလို့ရှိရင် tournament မှာ Hater ကိုဘယ်လိုဆော့ကြလဲဆိုလို့ရှိရင်အပြလိုက်ဆော့တာပါကိုယ်စီမှာပါတဲ့ကာလီယာတို့ဘာတို့ဖမ်းပေးဖို့တက်ကရီယာတို့ဘာတို့ဖမ်းပေးဖို့အပြလိုက်ဆော့တာဖြစ်ပြီး solo သမားတွေအတွက်ဘယ်လိုဆော့တင်လဲဆိုတော့ flanking ဆော့တင်ပါတယ်ဒါအပြင် psychology တစ်ခုလည်းထည့်ပြီးတော့ဆော့ဖို့လိုပါတယ်ဘယ်လိုမျိုး psychology တွေလဲဘယ်လို flanking တွေလဲဆိုတော့ကျွန်တော်ပြောပြမှာမို့လို့တေချာစဉ်းစားဖို့လိုပါတယ်ဒီမှာဆိုလို့ရှိရင် enemy ဘက်ကလော့ရတာပါတယ်လီယိုမိုကလည်းအပေါ်လင်းရှင်းပြီးသွားလို့ရှိရင်ဘယ်နဲ့တော့ကူဖရာကကျွန်တော်ဘက်က teammate တွေကဒီ low ကိုရှင်းနေတော့ဒီ teammate နှစ်ကောင်ကိုတီးဖို့အခွင့်အရေးပိုပြီးများလောက်ပါတယ် Hater ကျတော့လုံးဝဘက်ကပေးလို့မရဘူးဗျအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဟိုဘက်က space တွေသွားပြီးစားလိုက်ပါတယ်ဟိုဘက်က space စားလိုက်တာကျွန်တော်အတွက်တေကောင်းတေသွားနိုင်တယ်ဒီမှာဆိုလို့ရှိရင်အကြိမ်ကျွန်တော်ထင်တာ G10 Ultimate တာမပေါဘူးဆိုကျွန်တော်ပြန်ပြီးတော့လွတ်နိုင်ပါတယ်ကျွန်တော်ဝင်တေလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့ကောနာကောင်ကလည်း AC အသက်ရှင်သလို enemy လော်ကြီးကိုလည်းရှင်းတာမြန်သွားပါတယ်ကျွန်တော်သာဝင်မသေးလိုက်ဘူးဆိုလို့ရှိရင်လီလီယာရဲ့ကလောက်ရဲ့တေချာပေါက်တီးခံမှာဖြစ်ပြီးတော့လော်ကြီးကလည်း base နားထိကိုတက်သွားနိုင်ပါတယ်အဲ့ဒါကြောင့် solo player တွေအနေနဲ့ Hater ဆော့တဲ့အချိန်မှာဒါမျိုး psychology တွေတေချာတွေးပြီးဆော့ဖို့လိုသလိုထပ်ပြီး flanking ကြောင့်ရှင်းပြပါမယ် flanking ရဲ့အခြေခံသဘောတရားကနောက်ကနေစောင့်ပြီးတော့လှုပ်တာမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုတော့ Hater ရဲ့ space တွေအကုန်လုံးက enemy ကို damage ပေးတဲ့ space ဗျာဘလို့မှ backup ပေးလို့မရဘူးနောက်ကနေပဲစောင့်အရှိရဗတ်တဲ့အခြေအနေကြီးအဲ့ကောင်တွေကအရှိမလုံးဝအခြေအနေမကောင်းလို့ပြန်ပြေးလာပြီးဆိုနောက်ကနေလိုက်ပြီးတော့ထုယုံပဲဗတ်တဲ့မှာကိုယ့်ကောင်နေနဲ့ဝိုင်းပြီးတော့ထုနေလို့ရှိရင် Hater ရောပြီးစတန်းပေးခံပြီးတေသွားမှာဗျာအဲ့ကြောင့် Hater ဆိုတဲ့သဘောတရားသူ့ရဲ့ movement speed ကိုတုံးပြီးတော့လို့ရှိရင်သူခြုံတဲ့ကဒီသွေးတက်တယ်ဆိုတဲ့ဆိုတော့ကျွန်တော်ရှင်းပြတဲ့ passive တွေကိုတုံးကျွန်တော် movement speed ကိုရောဒီခြုံထဲမှာသွေးတက်ပါတယ်ဆိုတဲ့ spare တွေရော skill တွေရောကျွန်တော်အကုန်အသုံးချပြီးတော့ flanking လိုက်ပြီးပတ်လုပ်နေတာဒီမှာဆိုလို့ရှိရင် Kufra နဲ့ Z-Chan နဲ့ကျွန်တော်လိုက်ဖို့လက် shot လိုက်ပြီဗျာအဲ့တော့ဆောနာတော်ကကျွန်တော် Leo Mo လည်းရထားတယ်သူတို့လက် shot လိုက်ပြီမဲ့ကျွန်တော်ဟိုဘက်မှာကျွန်တော်ဆောနာတော်ကအသုံးပြုတာပြတာတယ် passive တွေတုံးပြီးတော့ကျွန်တော်ခြုံနေရတယ်သွေးတွေအများကြီးတက်လာပြီးတော့ဒီနှကောင်သွေးရော်လာတာကိုစောင့်ပြီးပြန်ထုတာအဲ့တော့ဒါမျိုး flanking ဆော့တာပဲဒါ Hater အတွက်ကပို့ပြီးတော့ solo player တွေအတွက်တင့်တော်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါမျိုးသာမဆော့ဘူးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဒီ tournament တွေလိုမျိုးသွားပြီးတော့ဟိုအပြဆော့တာမျိုးတွေကာလီယာတို့ဒီခုဖရာတို့ကိုယ့်ရဲ့ဘက်ကကောင်တွေဖမ်းပြီးဖို့မျှော်လင့်နေမယ်ဆိုလို့ရှိရင် solo player တွေအနေနဲ့ကြားဖို့ကတော်တော်လေးကန်ရလိုပါတယ်ဒါပေမဲ့ Hater ကို solo ဆော့ချင်နေဆိုဒါမျိုးကျွန်တော်လုပ်သလိုမျိုး moment speed တွေဆိုတော့ကျွန်တော်ပြောတဲ့သွေးတက်တဲ့ passive တွေသုံးပြီးတော့နောက်ကနေပဲပတ်ပြီး iron နောက်နေတာမျိုးတွေကပိုပြီးအဆင်ပြေပါပါကျွန်တော်အမြဲတမ်းထွက်ပြေးတဲ့ပုံစံပြရတယ်ပြီးတော့ကျွန်တော်ပြန်လာပြီးတော့ဒီကောင်တွေဘက်တရကနေပြန်ပြေးလာတဲ့အချိန်ကိုဆော့ဆော့ပြီးတော့ထုတာဘယ်လောက်အသုံးဝင်လဲဆိုတာဒါဒီ clip တွေကိုကြည့်ပြီးတော့အသုံးဝင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်နောက် video တွေမှာတွေ့ကြမှာသေးရဲ့ဗျအဲ့တော့နောက်ထပ်ဘာhero တွေရဲ့ passive တွေဘယ်လိုမျိုးတွေစော့တင်လဲဆိုမျိုးသိချင်လို့ရှိရင်ဒီ comment အောက်မှာရေးခဲ့ဖို့နဲ့ YouTube မှာကြည့်နေပြီး subscribe လုပ်ပေး Facebook ကကြည့်နေပြီးတော့ like and share ဖို့မေ့တယ်နော်